1980အစောပိုင်းတွင်အထက်နှင့်အဆောက်အအုံသစ်များပေါ်ပေါက်လာခဲ့သည်။လမ်းမများပေါ်တွင်စက်ဘီးများဖြင့်စည်းကားလျက်ရှိပြီးစက်ဘီးမြို့တော်ဟုနာမည်တွင်ခဲ့သည်။ 1981ခုနှစ်မေလတွင်လောင်ကျွမ်းခဲ့သောမီးကြောင့်အိမ်6,000 ခန့်ပျက်စီးဆုံးရှုံးခဲ့ရပြီးလူဦးရေ 36,000 ကျော်အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။ 1984ခုနှစ်မတ်လ24ရက်နေ့တွင်လောင်ကျွမ်းခဲ့သောဦးကြားကြီးဝင်းမီးလောင်မှုကြောင့်အိမ် 2,700 ခန့်ပျက်စီးဆုံးရှုံးခဲ့ပြီးလူပေါင်း 23,000 အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့သည်။မီးလောင်မှုများဟာမန္တလေးမြို့၏တိုးတက်မှုကိုတွန်းလှန်စေခဲ့သည်။ 2008ခုနှစ်ဖေဖော်ဝါရီလတွင်လောင်ခဲ့သောမီးကြောင့်မန္တလေးမြို့၏ဒုတိယအကြီးဆုံးဖြစ်သည့်ရတနာပုံဈေးတစ်ခုလုံးပျက်စီးဆုံးရှုံးခဲ့ရသည်။နောက်ထပ်အကြီးအကျယ်လောင်ကျွမ်းခဲ့သောမီးအား2009ခုနှစ်ဖေဖော်ဝါရီတွင်လောင်ကျွမ်းခဲ့သောမီးဖြစ်သည်။အိမ်320ကိုလောင်ကျွမ်းခဲ့ပြီးလူဦးရေ 1,600 ကျော်အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။မန္တလေးမြို့စတင်တည်ထောင်ခြင်းကာလတွင်မန္တလေးအရပ်ကိုထီးပေါင်းကားဟုခေါ်ဆိုနေကြသည်။မြို့တော်၏တရားဝင်အမည်မှာရတနာပုံဖြစ်သည်။အရင်ခေတ်ကမန္တလေးအားရွှေမြို့တော်ရတနာပုံရွှေမြို့တော်စသဖြင့်သုံးခဲ့ကြသည်။မန္တလေးဟုခေါ်ဆိုခြင်းနှင့်ပတ်သက်၍တိကျသောအထောက်အထားမတွေ့ရပေ။အချို့ကမန္တလေးတောင်အစပြု၍တောင်ခြေရှိမြို့အားမန္တလေးမြို့ဟုခေါ်ကြောင်းဆိုကြသည်။မန္တလေးသည်ဆိုသည့်စကားလုံးမှာမန္တလဟူသောစကားမှဆင်းသက်လာကာညီညာပြန်ပြိုးသောလွင်ပြင်ဟုအဓိပ္ပာယ်ရသည်။မန္တလဟူသောစကားသည်ခေတ်ကာလကြာလာသောအခါမန္တလေးစသဖြင့်ပြောင်းလဲလာခဲ့ကြသည်။ထို့ကမန္တလဟူသောပတ်ဝန်းကျင်တွင်တောင်ကိုးလုံးခြံရံလျက်ရှိသည့်တောင်ဖြစ်သဖြင့်မန္တလတောင်ဟုခေါ်တွင်ခဲ့ကြောင်းဆိုကြသည်။မန္တလေးမြို့ဟာဧရာဝတီမြစ်၏လက်ဝဲဘက်တွင်ဖြစ်သောအရှေ့ဘက်ကမ်းပေါ်တွင်တည်ရှိပြီးဧရာဝတီမြစ်နှင့်ရှမ်းကုန်းပင်မြစ်၏အနက် 8 မိုင်ခန့်ရှိသောမြစ်ပြင်၏တစိမ့်တပိုင်းတွင်တည်ရှိသည်။မြောက်လက်တီချိုး21ဒီဂရီ98မိနစ်အရှေ့တောင်လက်တီချိုး96ဒီဂရီ08မိနစ်ကြားတွင်တည်ရှိသည်။